မြတ်ဗုဒ္ဓလက်ထက်ကဘုရားကြီးတူရှိဘူးအဲ့ဒီဘုရားကြီးကဘုရားကျောင်းလာတယ်ဒီနေ့တော့မြတ်စွာဘုရားရှင်ရဲ့တပည့်တွေထဲမှာအရှင်ယေဝရမထေရဆိုတာရှိတယ်အရှင်ယေဝရကအဲ့တရားဟောလို့ရှိရင်အမြဲတမ်းတူပဲဟောတာအဲ့ဘုရားကြီးကအရှင်ယေဝရကိုခက်ရဲ့ရှင်ယေဝရတရားဟောတာတူတုတ်လိုက်တာဘာမှကိုသိချာမနားလိုက်ရဘူးဆိုခက်ရဲ့ပြနောက်တော့အဲ့ဒီဘုရားရှင်သာရိပုတ္တရာမထေရနဲ့တွေ့တယ်ရှင်သာရိပုတ္တရာကျဉာဏ်ပညာအားကြီးတော့ချက်ပြီးတော့ပြောတော့လေအဲ့ဘုရားကြီးရှင်သာရိပုတ္တရာကြီးတရားဟောတာရှင်းလိုက်တာရှင်းလို့ကဲ့ရဲ့ပြန်ချက်ပြီးဟောပြန်နောက်တော့ရှင်အာနန္ဒာမထေရနဲ့တွေ့ရှင်အာနန္ဒာကတော့ဂျားချပြီးဟောရှင်အာနန္ဒာကြောက်လည်းပဲသူကကဲ့ရဲ့ပြန်ဟိုမရောက်ဒီမရောက်ဆိုပြီးတော့နော်အဲ့တော့မြတ်စွာဘုရားသွားပြီးတော့တွေ့တဲ့အခါရှင်ဘုရားတပည့်တွေကဒီလိုပဲဆိုတော့အဲ့ဒါမြတ်စွာဘုရားကဘုရားကြီးတဲ့လောကမှာအကဲ့ရဲ့လူဆိုတာမရှိဘူးတဲ့တူပြောတဲ့လူလည်းကဲ့ရတာပဲချက်ပြီးပြောတဲ့လူလည်းကဲ့ရတာမတူမရှိပြောတဲ့လူလည်းကဲ့ရတာပဲတဲ့နတ္ထိလောကေအနိန္တိတောလောကေဟောဒီလောကကြီးမှာအနိန္တိတောအကောင်းအကဲ့ရဲ့လွတ်တဲ့သူအကောင်းကြီးပဲပြောခံရတဲ့ဆိုတာနတ္ထိမရှိဘူးတရားမှမရှိဘူးလောကကြီးမှာတဲ့အကောင်းကြီးပဲပြောခံရတဲ့သူအစိုးကြီးပဲပြောခံရတဲ့သူပြောမယ်ဆိုရင်တော့အစဲမခံရတဲ့အကဲ့မခံရတဲ့ရှိကိုမရှိဘူးတဲ့သင်တို့စိတ်တိုင်းရတော့ကြမှာမဟုတ်ဘူးဆိုပြီးပြောတာပြောချင်တာကချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာတို့တွေကကိုယ်တွေကဘလောက်ပဲကောင်းအောင်လုပ်လို့လောကမှာမကြိုက်တဲ့သူကရှိကိုရှိတာငါကောင်းတာလုပ်နေတာပဲဆိုရင်အားလုံးကကိုယ်ကိုဓာတုခေါ်မယ်မထင်နဲ့ဘလောက်ပဲကောင်းအောင်လုပ်လို့မကြိုက်တဲ့သူကရှိမကောင်းမှုဆိုပြီးတော့လည်းပဲလူသူကြိုက်မဲ့လူမရှိဘူးမထင်နဲ့သူပရိသတ်နဲ့သူရှိတာပဲမြတ်ဗုဒ္ဓလည်းမြတ်ဗုဒ္ဓပရိသတ်ရှိတယ်လို့ရှင်ဒေဝရကလည်းရှင်ဒေဝရပရိသတ်နဲ့ရှင်ဒေဝရပဲဗျာဒီခေတ်ကြီးမှာအဲ့မကောင်းတဲ့လူကတော့မှပို့ပြီးခရုကကောင်းတယ်သူတို့အဖွဲ့ကတော့ပို့တောက်နေတယ်ဆိုတော့အဲ့တော့သူတို့ရှိခြင်းမရှိခြင်းကိုအားလုံးကိုကိုကြိုက်မယ်ဆိုတဲ့အတွေးမျိုးတော့ဘယ်တော့မှမတွေးနဲ့ဘလောက်ပဲကောက်အောင်လုပ်လို့မကြိုက်တဲ့သူကရှိပြီပြောမယ်ဆိုရင်နေနံပတ္တနံချီးမွမ်းခြင်းကဲ့ရဲ့ခြင်းကလည်းတဲ့ဘာနဲ့ဆက်ဆံနေတာလဲဆိုတော့ချစ်ချင်းမုန်းခြင်းနဲ့ဆက်ဆံတယ်ချစ်ချင်းမုန်းခြင်းကချီးမွမ်းခြင်းကဲ့ရဲ့ခြင်းကိုဖြစ်သွားတော့တာပဲအဲ့တော့ချစ်နေရင်အကောင်းပြောမယ်မချစ်ရင်အဆောင်ပြောမယ်ကိုနဲ့တက်ရင်အကောင်းပြောမယ်ကိုနဲ့မတက်ရင်အဆောင်ပြောမယ်ချစ်တဲ့အချစ်နဲ့ကြည့်တော့အပြစ်မရှိဘူးအမုန်းနဲ့ကြည့်တော့အပြုံးမရှိဘူးလောကလူသားတွေချစ်ချင်းမုန်းခြင်းနဲ့နောက်ကိုလိုက်ပြီးတော့အဲ့ emotion စိတ်ခံစားချက်တွေလိုက်ပြီးတော့အဲ့ဒါမျိုးတွေပြဿနာတွေတက်နေတဲ့အခါကျတော့အခုခေတ်ဆိုရင်ပိုဆိုးတာပေါ့ပိုဆိုးတာsocial media မှာဆိုရင်ကြိုက်ရင်အဲထောက်ခံတဲ့လူတွေအကုန်ပြောမကြိုက်ရင်အပြစ်တွေကြီးပဲရှာပြီးတော့ပြောတာတို့နိုင်ငံရေးမှာပိုတော်ဆိုးတယ်မြန်မာနိုင်ငံရဲ့အနေထားမြန်မာနိုင်ငံရေးကဘုန်းကြီးတို့စဉ်းစားကြည့်ဉာဏ်နဲ့မသွားဘူးပညာနဲ့မသွားဘူးအဲ emotion စိတ်ခံစားချက်တွေနဲ့သွားတော့စိတ်ခံစားချက်နဲ့သွားတဲ့အခါကျကြိုက်တော့လဲပဲဘာလို့အကောင်းပဲမကြိုက်တော့လဲဘာလို့မကောင်းကြီးပဲမြင်နေတော့တာပဲချစ်ချင်းမုန်းခြင်းကိုဦးစားပေးပြီးတော့ emotion နောက်ကိုလိုက်ပြီးခံစားပြီးတော့ကောင်းတာတွေမကောင်းတာတွေဖြစ်ကုန်တော့တာပဲဒါကြောင့်မလို့ခံစားချက်နောက်ကိုလိုက်ရင်ပြဿနာကတက်နေတာဆိုတော့ခံစားချက်ကိုဦးစားမပေးဖို့အဂတိတရား၄ပါးမှာစန္ဒာဂတိဆိုတာချစ်လို့အဂတိလိုက်တာချစ်တဲ့သူဆိုရင်အပြစ်တွေမမြင်တော့ဘဲနဲ့ကာဘာလေးတွေလှုပ်လို့ပြီးတော့ပြီးရင်ပဲအဲ့ဒါဘက်လိုက်တော့အဂတိချစ်လို့အဂတိလိုက်ဒေါသဂတိမုန်းတဲ့သူဆိုရင်တာတူလေးဖိပြီးတော့အပြစ်မြင်တယ်ဒေါသဂတိမုန်းလို့အဂတိလိုက်တို့ရဲ့တစ်ခါကျရင်စဉ်းစားကြည့်တယ်ကရုဏာဆိုတဲ့တနာခြင်းကရုဏာတရားကမြတ်ဗုဒ္ဓကဗြဟ္မစိုရ်တရား၄ပါးမှာအချင်းချုပ်ပြောမယ်ဆိုဗြဟ္မစိုရ်တရား၄ပါးကမေတ္တာကရုဏာမုဒိတာဥပေက္ခဒီတရား၄မျိုးမှာမေတ္တာရဲ့သဘောကကိုယ်နဲ့တန်းတူဖြစ်ရင်မေတ္တာနဲ့ဆက်ဆံတဲ့အသက်သိက္ခာကောင်းအောင်အပြင်စိမ့်လဲပဲတူညီရင်မေတ္တာနဲ့သွားကိုယ်လောက်အစင်မပြေတဲ့သူတွေကိုအောက်နှိမ့်ချတဲ့သူတွေဆိုရင်ဒုက္ခိတတတ္တဝါတွေဆိုရင်ကရုဏာနဲ့ဆက်ဆံတနာတာနဲ့ဆက်ဆံကိုယ်ထက်သာတဲ့သူတွေဆိုရင်ဘလို့တာရမတာရသူ့အကြောင်းကိုယ့်ဘက်ကမုဒိတာပွားနိုင်အောင်ကြိုးစားပေးရဘလို့မှမရဘူးဆိုရင်မေတ္တာလည်းမရကရုဏာလည်းမရမုဒိတာနဲ့လည်းမရဘူးဆိုရင်ဥပေက္ခတာပြုတ်လိုက်တော့ချစ်ချင်းမုန်းခြင်းနဲ့မပါစေနဲ့ဥပေက္ခရဲ့သဘောကုသိုလ်မရရင်နေပါစေအကုသိုလ်မဖြစ်အောင်နေလိုက်တဲ့သဘောပဲဒါပေမဲ့တို့တွေကအဲ့ဒီမေတ္တာကိုလည်းပဲမေတ္တာအစင်မှမထားနိုင်ဘူးကရုဏာဆိုရင်ပိုဆိုးတာပေါ့ကရုဏာရဲ့သဘောကဒုက္ခိတတတ္တဝါတွေအပေါ်မှာအစင်မပြေတဲ့သူတွေအပေါ်မှာထားရတဲ့တရား
တိုးတော့ပုထုဇဉ်ရဲ့စိတ်ကအစင်မပြေတဲ့သူချင်းအတူတူတောင်မှကိုနဲ့တဲ့တဲ့သူအစင်မပြေရင်ပို့ပြီးတနာတယ်။တနာကိုနဲ့အစင်ပြေတဲ့သူဒုက္ခရောက်နေပို့ပြီးတနာတယ်။ကိုနဲ့မတဲ့တဲ့သူမြန်ဒုက္ခရောက်ရင်လေတနာဖို့နေတာနဲတောင်နဲတည်တယ်ဆိုစိတ်ကပေါ့နော်။ကြည်စမ်း